အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ရှက်ဝေလေးပါဒီနေ့မှာတော့ကုန်းပေါင်ကြီးကျော်ချက်နီလေးကိုကျွန်တော်တင်ပြသွားမှာဖြစ်ပါတယ်ဗျာသူ့လုပ်လေးစင်းစင်းလေးကိုကျွန်တော်နဲ့အတူလိုက်ပြီးတော့ကြည့်ပေးကြပါအောင်ဗျာလောက်ကတော့လွယ်ကူပြီးတော့စားကောင်းတဲ့ဟင်းမွေးလေးတစ်ပွဲမှုခုလိုမျိုးတင်ပြခြင်းဖြစ်ပါတယ်ဗျာခုမြင်နေရတာတော့ပါဝင်ပစ္စည်းလေးပဲဖြစ်ပါတယ်ဗျဒီကုန်းနီပါမယ်ခုနီပါမယ်ငရုတ်ဘွားပါမယ်ကမ်းဝဲပါမယ်ရှုပ်ပဲပါမယ်တော့ဗျာဟုတ်ပြီကျွန်တော်ရဲ့ channel လေးကိုလည်း like and follow လေးနဲ့ subscribe လေးလုပ်ပါပေးကြပါအောင်ဗျာနောက်ပိုင်းလည်းကျွန်တော်ဟင်းဝဲအစ်စ်လေးတင်မှုရှိတဲ့အတွက်ပေါ့ဟုတ်ပါပြီဗျာဒီဆိုရင်တော့ကျွန်တော်ဟင်းဝဲလေးကိုစပြီးကြော်ပြတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့တော့ကျွန်တော်စီလေးကိုတဲဦးလေးထဲမှာပူအောင်လို့အရင်ဆုံးထည့်လိုက်တယ်ဗျဒီကြလည်းကျွန်တော်ခုနတုံးထားတဲ့အသားတုံးလေးတွေကိုရတာတွင်းထားတယ်ဗျရတာတွင်းထားတဲ့အသားလေးတွေကိုဒီစီထဲမှာဒီနဲ့ဖြည်းဖြည်းချင်းကြော်လိုက်မယ်ပေါ့ဗျဒီနေရာမှာတခုတတိထားကြရှိတာတော့အသားကိုကျွန်တော်တို့ဓာတ်ကြီးတင်းအောင်မကြော်ရပါဘူးဗျအသားလေးကိုအပေါ်ကျော်လေးကြက်ရုံတော့ဆိုရှားပါပြီပေါ့ဗျဒီခုပါဗျအခုဆိုရင်တော့ကျွန်တော်အသားလေးတွေစပြီးတော့ထည့်ပါပြီပေါ့ဗျအသားလေးတွေကိုဖယ်ညာလေးပွေပြီးတော့ကြည့်လိုက်တယ်ပေါ့ဗျအသားလေးရလောက်ပြီဆိုတာနဲ့ကျွန်တော်ခုနကတော့အသီးရွက်လေးတွေပါတခါလည်းပဲရှော့ပြီးတော့စီပူထိုးလိုက်တယ်ပေါ့ဗျဒါတော့ပွင့်နေပြီးတော့စီပူထိုးတဲ့အဆင့်ပါဗျစီပူလေးထိုးလိုက်တယ်ဒီကနေ့စီစစ်စကားလေးနဲ့တခါလည်းပဲကျွန်တော်စီစစ်ထားလိုက်တယ်ပေါ့ဗျဆယ်ပြီးတော့ခုလိုလေးစီလေးစစ်ထားပြီးသွားရင်လည်းအဲ့ဒါသူ့ရဲ့စီလက်ကြံလေးနဲ့ပဲကျွန်တော်ပြန်ပြီးတော့ကြော်မှာဖြစ်ပါတယ်အဲ့စီလက်ကြံလေးနည်းနည်းနဲ့ကိုခြေချက်တော့လေးစပြီးတော့စီတတ်မယ်ပေါ့ဗျာခြေချက်တော့နန်းလေးမွေးလာပြီဆိုတာနဲ့ရတာပါတခါလေးထည့်မယ်ပေါ့ဗျာရတာတော့ကျွန်တော်ခရီးစီသုံးတယ်ဘယ်ငပြရဲ့အကြည်သုံးမယ်ကြားလေးနည်းနည်းသုံးမယ်ဟင်းညုံမုတ်လေးသုံးမယ်ပေါ့ဗျာနောက်တော့ပါဝင်ပစ္စည်းရတော့ကျွန်တော်ဟင်းချက်ဝိုင်သုံးတယ်ဗျဟင်းချက်ဝိုင်သုံးမယ်ပြီးအနောက်ရည်သုံးတယ်ဗျအနောက်ရည်လေးနည်းနည်းထည့်တယ်ရတာလေးစုံထည့်ပြီးသွားဆိုတာနဲ့ကျွန်တော်မှွေလိုက်မယ်ပေါ့ဗျာဆော့လေးဖြစ်သွားအောင်လို့အဲ့လိုဆော့လေးဖြစ်သွားပြီဆိုတာနဲ့ခုနကကြော်ထားတဲ့အသားလေးတွေအသီးရွက်လေးနဲ့တခါလေးရောပြီးတော့ထိပ်ပေးလိုက်မယ်ဗျာထိပ်ပြီးတော့တဲလေးကိုခောက်ပြီးမယ်ဗျအဲ့ချင်းမှာတော့ဒီဥစားကဖြစ်တဲ့အတွက်မီးကတော့နှမျောလို့မရအောင်ဗျလိုအပ်လို့ရှိရင်ရေခက်ဆက်ဆက်လေးနည်းနည်းထည့်လိုက်တယ်ပေါ့ဗျာခုမြင်နေရတဲ့အတိုင်းပဲဗျာကျွန်တော်ကြော်နေရတော့အခုလိုမျိုးလေးဒီဥစားကဖြစ်တဲ့အတွက်ကြော်ပေးရဗျပြီးသွားရင်ပညာလေးရမ်းပေးမယ်အရသာလေးဝင်အောင်လို့ကြော်ခဏလေးလှိမ့်ပြီးတော့ကြော်ပြီးတော့နှပ်ပေးရပေါ့ဗျာဒီကလည်းကျွန်တော်ချက်တုံးလေးပြုံးနေတယ်လေးအုပ်လိုက်တယ်ဗျဟုတ်ပြီဗျအခုဆိုတော့အရင်ကလေးကစပြီးတော့ရရှိဖို့ဖြစ်နေပါပြီပေါ့ဗျာโอเคဗျကျွန်တော်ဗီဒီယိုလေးတွေကြည့်ပြီးကြတယောက်ချင်းစီတိုင်းအောင်လည်းကျွန်တော်ကျေးဇူးတင်ပါတယ်ဗျအခုဆိုတော့အရင်ကလေးကစရပါပြီပေါ့ဗျာမရှင်းတာနားမလဲတာရှိနေကျွန်တော်ချက်မကနေတော့လာမေးလို့ရပါတယ်ဗျကျွန်တော်ဝေဖန်အကြံပြုလို့လည်းရပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်လို့ပြောရင်နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြမယ်ပေါ့ဗျာတဲ့ရတဲ့ရဟုတ်ဒီကဘေးနာကိုပတ်ပြီးတဲ့ရ